မင်္ဂလာပါငြိမ်းအေးတဲ့ဒီနေရာလေးကနေကြိုဆိုပါတယ်ဒီနေရာကိုရောက်လာခဲ့တာဟာတိုက်ဆိုင်မှုတသက်မဟုတ်ပါဘူးဒီနေရာမှာရှိတဲ့ရောက်တဲ့လို့ပဲဖြစ်ပါတယ်ပထမဆုံးတက်တောင့်တက်တာဖြစ်ဖို့အတွက်ပြင်ဆင်လိုက်ပါအိပ်ယာထဲမှာရောက်နေတယ်ဆိုရင်အိပ်နေတဲ့ပုံစံပြောင်းဖို့လိုရင်ပြောင်းပါခေါင်းအုံးကိုပုံစံကျအောင်ပြန်ပြင်တာဒါမှမဟုတ်ရင်စောင်ကိုသေချာလေးပြန်ချုံတာမျိုးအခုပဲလုပ်လိုက်ပါကောင်းပါပြီအခုဒီအချိန်မှာတင့်အနေနဲ့ဘာမှလုပ်စရာမလိုပါဘူးဘယ်ကိုမှလည်းသွားစရာမရှိဘူးဒီနေ့တစ်ရက်တာအတွက်တင့်ရဲ့လုပ်ငန်းတွေတာဝန်တွေအားလုံးပြီးဆုံးသွားပါပြီအခုအချိန်ဟာအနားယူအိပ်ဆက်ရမယ့်အချိန်ပဲဖြစ်ပါတယ်ဒီညမှာတော့ကျမကအလွန်အေးချမ်းပြီးလှပတာယာတဲ့ခရီးတစ်ခုစီကိုခေါ်ဆောင်သွားပါမယ်စိတ်ကူးရင်သမျှထဲမှာအလှဆုံးအေးချမ်းဆုံးနေရာတစ်ခုစီကိုပါအဲ့ဒီနေရာမှာသင်စိတ်ကလည်းငြိမ်ပြီးသိခန္ဓာကိုယ်ကအိပ်ဆက်အနားယူမှုကိုအလိုလိုလှုပ်ဆောင်ပေးနိုင်ပါလိမ့်မယ်သင်လုပ်ဖို့လိုအပ်တာတစ်ခုပဲရှိပါတယ်ကျမရဲ့အတန်ကိုနားထောင်ပြီးခန္ဓာကိုယ်ကိုအနားယူအိပ်ဆက်ဖို့ခွင့်ပြုပေးလိုက်ရုံပါထုံးစံအတိုင်းကျမတို့အသက်ရှူသွင်းရှူထုတ်လေးနဲ့စလိုက်ကြရအောင်အသက်ရှူသွင်းတဲ့အခါနှာခေါင်းကနေဖြည်းဖြည်းလေးရှူသွင်းပြီးဖြည်းဖြည်းချင်းရှူထုတ်လိုက်ပါကျမတို့စိတ်ထဲမှာမိုးကျနေတာတွေပင်ပန်းမှုတွေအားလုံးကိုလည်းတပါးတည်းလွတ်ချပေးလိုက်ပါစလိုက်ကြရအောင်ရှင်အသက်ရှူသွင်းမယ်ခဏလေးအောင့်ထားပါပြန်ရှူထုတ်မယ်နောက်တစ်ကြိမ်ရှူသွင်းမှာရှူထုတ်ပေးပါနောက်ဆုံးတစ်ကြိမ်ရှူသွင်းမယ်ရှူထုတ်လိုက်ပါဆက်လက်ပြီးတော့ကျမတို့အသက်ရှူသွင်းရှူထုတ်ကိုပုံမှန်လေးပဲလှုပ်ဆောင်သွားပါမယ်ဘာကိုမှထိန်းချုပ်နေဖို့မလိုအပ်ဘူးတဘာဝအတိုင်းသူ့စီချက်နဲ့သူ့ဝင်လေဝင်ထက်ကို
တတိလေးကပ်ပြီးရှူသွင်းရှူထုတ်လုပ်နေလိုက်ပါအဲ့ဒီကနေမှတဆင့်သင့်အာယုံတွေအကုန်လုံးကိုတဖြည်းဖြည်းနဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲကိုဆွဲခေါ်လာပါပထမဆုံးကိုယ့်ရဲ့ဦးခေါင်းထိပ်မှာရှိတဲ့သပင်လေးတွေကိုအာယုံပြုပါအဲ့ဒီကနေပြီးတော့နှစ်ဖူးမှာရှိတဲ့မဆယ်သေးသေးလေးတွေကိုလျှော့ချလိုက်ပါနှာခါမျက်လုံးကိုအတင်းမိတ်ထားတယ်ဆိုရင်ဖြေလျှော့ပေးလိုက်ပါကိုယ့်ရဲ့မျက်နှာပါးပေါ်မှာရှိတဲ့မဆယ်သေးသေးလေးတွေကိုဖြေလျှော့ပေးလိုက်ပါအဲ့ဒီကနေတဆင့်ပခုံးလက်မလက်ဖွားမေးရိုးတွေတင်းနေရင်ဖြေလျှော့ပေးလိုက်ပါဦးခေါင်းထိပ်ကနေပြီးတော့ဟိုးခြေပြားထိ relax ဖြစ်စေဖို့ဖြေလျှော့အနားယူလိုက်ပါအခုကျမအမှတ်စဉ်30ကနေ1အထိကိုဖြည်းဖြည်းချင်းရှည်ထွက်သွားပေးပါမယ်သင်ရဲ့အရှိမအလွန်လှပတဲ့လှေကားတစ်ဆယ်တစ်ရှိတယ်လို့စိတ်ကူးကြည့်ပါကျမကဏ္ဍတစ်ခုချင်းစီရေးတွက်တိုင်းသင်ဟာပိုမိုနှရှိုင်းတဲ့အနားယူခြင်းစီကိုဆင်းသက်သွားမှာပါအမှတ်စဉ်30ပိုပြီးတော့ငြိမ်သက်လာတယ်အမှတ်စဉ်ကိုပတ်ဝန်းကျင်အတန်တွေကတင့်ကိုပိုပြီးအိတ်ချင်လာအောင်ကူညီပေးနေတယ်အမှတ်စဉ်ရှစ်တင့်စိတ်ဟာတိမ်တိုက်ပေါ်မှာဝဲပြန့်နေသလိုပေါ်ပါလာတယ်အမှတ်စဉ်ခုနှစ်အရာအလုံးဟာလုံခြုံနေတယ်အရာအလုံးဟာအေးချမ်းနေတယ်အမှတ်စဉ်6အတွေးတွေဝင်လာရင်လဲတိမ်တိုက်တွေလိုပဲလွင်ပါသွားပါစေအမှတ်စဉ်ကတဝက်လောက်ရောက်ပြီးသင်ခန္ဓာကိုယ်ဟာအိပ်စက်ခြင်းနဲ့ထိတွေ့နေပြီအမှတ်စဉ်လေးပိုပြီးတော့နှက်ရှိုင်းလာတယ်ပိုပြီးတော့မှနှွေးထွေးလာတယ်အမှတ်စဉ်3အိပ်ပျော်ဖို့ပဲအာယုံရှိတော့တယ်အမှတ်စဉ်2သင်ဟာအလွန်ကိုအိပ်ချင်နေပါပြီအမှတ်စဉ်1အခုဆိုရင်သင်ဟာအလွန်နှက်ရှိုင်းတဲ့စိတ်အနားယူခြင်းနယ်မြေတွေကိုရောက်ရှိသွားပါပြီအခုတော့အေးချမ်းသာယာတဲ့အိပ်စက်ခြင်းတွေကိုဖြည်းဖြည်းချင်းနက်နက်ရှိုင်းရှိုင်းနေဝင်သွားပါစေဒီညရဲ့
အေးမြတဲ့တိတ်ဆိတ်မှုကသင်ကိုလုံခြုံစွာနဲ့ထွေးပိုက်ထားပါစေစိတ်ကငြိမ်သက်နေပြီးခန္ဓာကိုယ်ကအပြည့်အဝအနားယူနေပါစေအရာအလုံးကိုလွတ်ချလိုက်ပြီးအိပ်ဆက်အနားယူပါအခုသင်ကအလွန်ကိုလှပတဲ့ပန်းဥယျာဉ်တစ်ခုရဲ့အစွန်နားလေးမှာမတ်တက်ရက်နေသလိုပုံဖော်ကြည့်ပါအခုလိုမျိုးလှပတဲ့နေရာကိုသင်ပမာမှမမြင်ဘူးသလိုထင်ရပေမယ့်တနည်းအားဖြင့်လည်းဒီနေရာကရင်းနှီးနေသလိုခံစားနေရတယ်အဲ့ဒီနေရာဟာလုံခြုံမှုအပြည့်ရှိတဲ့နေရာသင်ရဲ့နှလုံးသားထဲမှာအမြဲတည်ခဲ့တဲ့နေရာတစ်ခုအဲ့ဒီနေရာမှာရှိတဲ့လေဟာနူးညံ့နေတန်ရှင်းနေတန့်စင်နေသင်ကတန်ရှင်းလက်ဆက်တဲ့လေနုအေးကိုတဝါကြီးရှူသွင်းလိုက်တယ်တန်ရှင်းလက်ဆက်တဲ့လေနဲ့အတူပန်းမျိုးစုံရဲ့ရနံ့လေးကိုရတယ်မြေတင်းနဲ့တင်းတင်းလေးကိုလည်းရတယ်အသက်ရှူသွင်းလိုက်တိုင်းစိတ်ကအေးချမ်းပြီးတော့ငြိမ်းချမ်းတယ်လို့ခံစားရတယ်ပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်လိုက်တော့စိမ်းလန်းစိုပြေပြီးတောက်ဝင်လှုပ်ရှားနေတဲ့ဥယျာဉ်ကြီးကိုမြင်လိုက်ရတယ်မြင်မာတဲ့ဝါပင်တွေကလေပြေမှာညင်သာစွာနဲ့ရိမ့်နွဲနေကြတယ်အခုသင်ကချုံးမွနေတဲ့ကြောက်လန်းလေးအတိုင်းဖြည်းဖြည်းချင်းရှောက်လန်းလာပါတယ်အဲ့ဒီလမ်းကလေးကဥယျာဉ်စီတို့တည်နေတဲ့လမ်းဖြစ်ပါတယ်ဥယျာဉ်လမ်းလေးအတိုင်းဖြည်းဖြည်းချင်းရှောက်လန်းနေပါတယ်လမ်းတောက်လျှောက်မှာတော့အလွန်လှပတဲ့ရောင်စုံပန်းခင်းတွေကိုဖြတ်လျှောက်သွားပါတယ်တပင်လုံးပွင့်နေတဲ့အဖြူရောင်တရုတ်စကပန်းတွေတွေ့တယ်ပန်းရောင်ကြာပန်းလေးတွေတွေ့တယ်မွေးပြန့်နေတဲ့စပယ်ပန်းခင်းလေးတွေကိုဖြတ်လျှောက်သွားနေပါတယ်ပန်းရနံ့လေးတွေနှွေးထွေးတဲ့လေပြေထဲမှာပြန့်နှံ့မွေးကြိုင်နေပါတယ်လမ်းလျှောက်နေရင်အဝေးကနေအတန်တစ်ခုကြားလာရတယ်ညင်သာတဲ့စီးကျက်နေတဲ့ရေစီးတန်လေးအဲ့ဒီအတန်ကြားရနေရာကိုရှာဖွေဖို့လမ်းကွေလေးအတိုင်းဆက်လျှောက်လိုက်တယ်တွေ့ပါပြီဝါပင်တွေအစိမ်းရောင်ရေညှိပင်တွေကြားမှာရှိနေတဲ့မြင်ဘူးသမျှထဲမှာအလှပဆုံးသောကြောက်ရည်ကန်တစ်ခုဝ
ဝါးရီပေါက်ကနေရေတွေကဖန်သားပြင်ကဲ့သို့ကြည်လင်တဲ့ရေကန်ထဲကိုညင်ညင်သာသာလေးစီးကျနေပါတယ်ရေတွေစီးကျလိုက်တိုင်းမှာတော့ကန်ရေပြင်မှာစက်ဝိုင်းပုံလှိုင်းလေးတွေပေါ်လာတယ်ဖြတ်ကျက်သွားတယ်ပြီးတော့ပြောက်ကွယ်သွားတယ်ဒီလှိုင်းလေးတွေကိုကြည့်ရင်သင်ရဲ့အတွေးတွေကလည်းဒီလိုပဲပေါ်လာလိုက်ပျောက်သွားလိုက်ရွှေလျားပြောင်းလဲနေနိုင်တယ်လို့သဘောပေါက်လာတယ်ပြီးတော့အဲ့ဒီရေစီးတန်ကိုဆက်လက်နားထောင်နေပါတယ်စီးချက်ညီညီနဲ့စီးဆင်းနေတဲ့အဲ့ဒီရေစီးတန်ကိုနားထောင်ရင်းကနေသင်စိတ်ထဲမှာတည်ငြိမ်ခြင်းအေးချမ်းခြင်းငြိမ်းအေးခြင်းကိုအပြည့်အဝခံစားလိုက်ရပါတယ်သင်ကရေကန်ဘေးနားကထိုင်ဖို့တင့်တော်တဲ့နေရာလေးတစ်ခုကိုတွေ့လိုက်တယ်ဖြည်းဖြည်းချင်းထိုင်ချလိုက်တယ်အောက်မှာရှိနေတဲ့မြက်ခင်းပြင်ကပျော့ပြောင်းပြီးနူးညံ့နှွေးထွေးတယ်ထိုင်ချလိုက်တဲ့အခါမှာပဲခန္ဓာကိုယ်တစ်ခုလုံးကတင်းမာနေတာတွေလျော့ကျလာပြီးတော့ relax ဖြစ်လာတယ်အကြောအချင်တွေလည်းပြေလျော့လာပြီးတော့အေးချမ်းခြင်းလုံခြုံခြင်းကိုခံစားလိုက်ရပါတယ်ရေကန်ထဲကိုကြည့်လိုက်တော့ကြည်လင်နေတဲ့ရေမျက်နှာပြင်ထက်မှာဂွားပင်တွေရဲ့အရိပ်ကိုမြင်လိုက်ရပါတယ်ဝါးပင်တွေကလေပြေရဲ့တိုက်ခိုက်မှုအတိုင်းညင်သာစွာငြိမ်အေးစွာလှုပ်ခတ်နေပါတော့တယ်ရေမျက်နှာပြင်မှာလဲအဲ့ဒီလှုပ်ရှားမှုလေးတွေကထင်ဟပ်နေပါတယ်ဝါးရေပေါက်ကနေရေစီးကျလာတိုင်းရေမျက်နှာပြင်ပေါ်စက်ဝိုင်းပုံလှိုင်းလေးတွေပေါ်လာတယ်ဖြန့်ကျက်သွားတယ်ဖြည်းဖြည်းညင်ညင်သာသာလေးပြီးတော့ပြောက်ကွယ်သွားပါတယ်သင်အတွေးတွေလိုပဲလာတယ်ခဏလေးနေတယ်ပြီးတော့အလိုလိုပြောက်ကွယ်သွားတယ်အားစိုက်ထုတ်စရာမလိုပဲထိန်းချုပ်ထားဖို့မလိုအပ်ပဲအေးချမ်းစွာသဘာဝအတိုင်းစီးဆင်းသွားခွင့်ပေးလိုက်ရုံမှာလေပြင်းညင်းလေးကဝါးပင်တွေကြားဖြတ်သွားတဲ့အခါဝါးရွက်လေးတွေအချင်းချင်းထိတွေ့တန်လေးတွေထွက်ပေါ်လာပါတယ်လေပြေလေးတိုက်လိုက်တိုင်းထွက်ပေါ်လာတဲ့အဲ့ဒီအတန်လေးကသင်စိတ်ကိုငြိမ်အေးစေတယ်အနီးတစ်ဝိုက်ကငှက်လေးတွေရဲ့တေးတည်တဲ့အတန်လေးတွေလည်းကြားမိတယ်ရိုးရှင်းတဲ့တန်စင်လေးတိတ်ဆိတ်ပြီးအေးချမ်းတဲ့အတန်လေးလေလှိုင်းထဲမှာပြန့်နှံ့ပြောက်ကွယ်သွားပါတယ်ပြီးတော့
တဖြည်းဖြည်းတိတ်ဆိတ်သွားတယ်ဒီနေရာကသင်အတွက်လုံခြုံမှုအပြည့်ပေးနိုင်တယ်လို့သင်ခံစားမိတယ်အေးချမ်းတဲ့ဒီဥယျာဉ်လေးကသင်ကိုနူးညံ့နှွေးထွေးမှုပေးတယ်ဒီအချိန်မှာသင်ကိုဘယ်အရာကမှအနောက်အရှက်မပေးနိုင်သလိုဘယ်အရာကမှသင်ကိုထိပါလို့မရပါဘူးဒီနေရာလေးဟာသင်ရဲ့ခိုလုံရာနေရာသင်ရဲ့အေးချမ်းတဲ့နေရာလေးဖြစ်ပါတယ်ရေစီးတန်လေးကိုဆက်ပြီးကြားနေရတယ်ဖြင်းညင်းစွာတည်ငြိမ်စွာစီးဆင်းနေတဲ့အတန်ရေမျက်နှာပြင်ကိုနူးညံ့စွာထိတွေ့တဲ့အတန်အဲ့ဒီရေစီးတန်လေးတွေနဲ့အတူသင်မှာရှိနေတဲ့စိုးရိမ်စိတ်တွေတင်းမာမှုတွေလည်းစီးမျောလိုက်ပါသွားပါတယ်စိတ်ထဲမှာကြံရှိနေသေးတဲ့စိုးရိမ်မှုနောက်ဆုံးကြံရှိတဲ့အတွေးလေးတွေကိုပါပျောက်ကွယ်သွားစေတယ်သင်ကတော့ပိုပြီးတော့ပေါ်ပါလာတယ်ပိုပြီးတော့ငြိမ်းချမ်းလာတယ်အေးချမ်းတဲ့အနားယူခြင်းကိုဖြည်းဖြည်းလေးနေဝင်သွားပါတော့တယ်ရွှေရောင်ညနေခင်းအလင်းရောင်ကအခုတော့မိန်ဖြောလာပါပြီဝါးပင်တွေပေါ်ကကောင်းကင်ကတဖြည်းဖြည်းနဲ့မှောင်မိုက်လာပါတော့တယ်ရွှေရောင်ကနေပယင်းရောင်အလှဆုံးနူးညံ့တဲ့ခရမ်းရောင်အထိပြီးတော့ပထမဆုံးကျယ်လေးပေါ်ထွက်လာတယ်နောက်တစ်လုံးထပ်ပြီးတော့မှနောက်တစ်လုံးထွက်ပေါ်လာပါတယ်မှောင်နေတဲ့ညမှာအလင်းရောင်ဖြာပေးနေတဲ့မီးလုံးလေးတွေလိုသင်ကမြက်ခင်းပြင်ပေါ်ညင်သာစွာလှဲချလိုက်တယ်ဝါရွက်တွေပေါ်ကနေအပေါ်ဘက်ကောင်းကင်ကိုကြည့်လိုက်တယ်မှောင်မိုက်နေတဲ့ညကောင်းကင်တဲကကျယ်လေးတွေလိုပုံမပြီးတော့များပြားလာတာကိုကြည့်နေမိတယ်ဖြည်းဖြည်းချင်းအေးချမ်းစွာငြိမ်းချမ်းစွာနဲ့ကျယ်လေးတွေတစ်လုံးပြီးတစ်လုံးလင်းလက်လာပါတယ်ကောင်းကင်တစ်ခွင်ကိုဖြန့်ချက်အလင်းပေးနေတယ်ရေစီးတန်လေးကလည်းပိုပြီးတော့နူးညံ့လာတယ်ဥယျာဉ်တစ်ခုလုံးကပါသင်နဲ့အတူအနားယူဖို့ပြင်ဆင်နေသလိုတိတ်ဆိတ်စွာငြိမ်သက်စွာအေးချမ်းစွာသင်မျက်ခွန်တွေကလေးလံလာတယ်အသက်ရှူတန်ကနေကွေးလာတယ်သင်ခန္ဓာကိုယ်ကနူးညံ့ပြီးပြေဆုံးလာတယ်တိတ်ဆိတ်မှုတဲကိုနှက်ဆိုင်စွာပုံမနှက်ဆိုင်စွာနေဝင်သွားပါတယ်အခုချိန်မှာအနားယူဖို့လုံခြုံပါတယ်သင်ခန္ဓာကိုယ်ကကိုယ်တိုင်ပြန်လဲကျမ်းမာအောင်လှုပ်ဆောင်နိုင်တယ်
အခုချိန်မှာသင်ဘက်ကဘာကိုမှထိန်ချုပ်လုပ်ကိုင်နိုင်ဖို့မလိုအပ်ပါဘူးအိပ်စက်ခြင်းဆိုတာကသင်လုပ်ယူရမယ့်အရာမဟုတ်ပဲသူ့အလိုလိုရောက်ရှိလာတဲ့အရာတစ်ခုပါသင်အာယုံကြောစနစ်ကတဖြည်းဖြည်းနဲ့ပျော့ပြောင်းလာပါတယ်သင်နှလုံးခုန်တန်းကဖြည်းဖြည်းမှန်မှန်လေးခုန်နေပါတယ်စိတ်ကလည်းတဖြည်းဖြည်းနဲ့အတွေးတွေဝေဝါးလာပြီးတည်ငြိမ်လာပါတယ်သင်ရောက်နေတဲ့ဥယျာဉ်ကအခုတော့အလွန်တိတ်ဆိတ်ငြိမ်သက်နေပြီးရေစီးသံကညင်သာစွာဆက်လက်စီးဆင်းနေပါတယ်သင်ခန္ဓာကိုယ်ကအခုတော့အလွန်လေးလံနေပါပြီနှွေးထွေးတဲ့ရုပ်ဝင်လေးမှာလုံခြုံနေအေးချမ်းနေတည်ငြိမ်နေစိတ်ရောခန္ဓာပါအနားပေးလိုက်ပြီးလုံးဝငြိမ်သက်နေပါတယ်ရွေရခြင်းစိတ်မရှိဘူးတွေးခြင်းတဲ့စိတ်မရှိဘူးရေတန်လေးတွေကျေရဲ့အလင်းရောင်လေးတွေဖြည်းဖြည်းနဲ့အသက်ရှူတန်နဲ့လွေမျောနေပြီနတ်ဆိုင်စွာနဲ့အငြိမ်းချမ်းသောအေးချမ်းဆုံးသောလှပတာရတဲ့ကဘာထဲမှာနှစ်နှစ်ချိုက်ချိုက်အိမ်မောကြနေပါတယ်ငြိမ်းချမ်းစွာတည်ငြိမ်စွာအေးချမ်းစွာအိပ်စက်အနားယူနေပါတယ်ကောင်းမွန်စွာအိပ်စက်အနားယူပြီးအိမ်မက်လှလှလေး